စင်ရောင်ဆိုးတင်တာတိုင်းလည်းမတောက်ဘူးပေါ့ငငယ်လေးနဲ့ကျွန်တော်ဆန်သားကြည့်ရအောင်နော်အရင်ကဘာကြီးလုပ်ဘူးလဲစပင်တော့ကောက်ထားရဲ့6လ9လလောက်တော့ရှိတယ်ကောက်ပြီးတော့အပေါ်ဖြောင်းအောက်ကောက်လုပ်ထားတာနော်ဟုတ်တယ်ပြီးတော့တခါလဲအယောင်ဆိုးတာတခါလေးအောင်ဘာအယောင်လောက်ဆိုးလဲအယောင်ကဒီလိုအယောင်ပဲညီမလည်းမမက်မိတော့အညိုရောင်လားအညိုရောင်မဟုတ်ဆိုးဆိုးချင်းအနီဘက်တွေပါတန်းလားတန်းတော့မတန်းနော်โอเคဆိုးချင်းတဲ့ကာလာရှိလားအညိုရောင်မရှိဘူးမရှိဘူးဟုတ်မရှိဘူးဆိုတော့အဲ့ဆိုရင်စိတ်ထဲမှာဘလို့အယောင်လေးပဲတန်းလာကြိုက်တယ်ဥမာညိုနီလေးလားဒါမှမဟုတ်ညိုပါလေးလားဒါမှမဟုတ်ညိုစိမ့်လေးလားပေါ့နော်အစိမ့်ဘက်ကမဆိုးဘူးအဲ့ဒီကဆိုးတယ်စိမ့်တဲ့ဘက်ကိုမဆိုးဘူးဒါပေမဲ့ဆိုးတော့ဆိုးကြည့်တယ်โอเคအယောင်လဲအရင်တောက်တာမကြိုက်ဘူးနော်ဒါမဲ့လေအောက်ဖြောင်းကနှစ်ခွားနေနည်းနည်းရှိတော့တယ်အဲ့ဒါလည်းညက်ချင်တာမကောက်ထားတော့လေညက်နေပုံမကြတော့မှလည်းဖိုးတာညီမလေးကဒီသပင်နဲ့နေရကြာပြီလားကြာပြီကြာပြီအရင်ကအတူပိုင်းနဲ့နေဘူးလားနေဘူးလေနေဘူးလေဘယ်လောက်ထိတူဘူးလဲတော့ဝယ်လာအခုကအဲ့လောက်ထိပြန်တူပြန်တာအားရမတူချင်ဘူးလားဒီသပင်ကိုတဘာဝဆန်ဆန်ရီဘောနေပေါ့နော်ဟုတ်လောက်ခိုင်းသိချင်တာပေါ့ပြီးရင်နောက်တစ်ခုကတော့သပင်ကိုပုံကြောက်နည်းနည်းလေးပြန်ညှက်တာပေါ့နော်ဟုတ်အဲ့ဆိုရင်ညီမကြီးအကောက်တရားပျောက်သွားမှာဟုတ်တယ်အဲ့ဒါကောင်းနေလောက်လိုက်ကြာတယ်လို့